Hello အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Clipping Jiwa Customer များတွေကိုကျွန်တော်ဒီနေ့ Sunday season လေးနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပြီးကြပါတယ်เนาะSunday season ကပါလဲဆိုတော့ကန်ဆယ်မဲဒီနေ့ကန်ဆယ်မဲရှိကျွန်တော်ကန်ဆယ်မဲကိုကျွန်တော်မြေတားလက်ဆောင်နေပေးခြင်းလို့ဖြစ်ပါတယ်ကန်ဆယ်မဲအကြောင်းမျိုးပြောကြည့်ကျွန်တော်ကြော်ညာလေးပြောခြင်းနဲ့ကျွန်တော်ဆိုင်မှာတစ်ပတ်တစ်ခါရတဲ့ဒီမှာတရက်ပေးရတဲ့ကျေးကွန်ဂျိုတွေရှိပါတယ်ကျေးကွန်ဂျိုကိုကျွန်တော်3နာရီပဲ4နာရီရနေပြီးတော့စပြီးရပါပြီပေါ့နော်ဖုန်းဆက်ပြီးတော့မှာလို့ရပါတယ်ဖုန်းဆက်ပြီးတော့မှာမယ်ဆိုရင်39ခုရှိခုတိတင်9တင်းခုကြိုတင်ပြီးတော့ဖုန်းဆက်မှာလို့ရပါတယ်စိုက်ပြီးတော့ကျွန်တော်ဟွာလေးပြောမယ်ပေါ့နော်ကန်တမဲအကြောင်းလေးပြောမယ်ကျွန်တော်ကန်တမဲအကြောင်းကဘယ်လိုလေးလဲဆိုတော့ကန်တမဲအရာကြီးဦးဟောက်ပြီးမယ်ကြီးဦးစီကျဲမာလာရင်ဖလုတ်ကလေးကျွန်တော်ဟောက်ပြီးချင်ပါတယ်တော့ကန်တမဲကအထူးစီစဉ်နေနဲ့ဘယ်လိုလဲဆိုတော့ကျွန်တော်ဆိုင်ကိုလာစားတာဘယ်လိုပြောရမလဲတိုင်ရဲ့ရတာကိုကြိုက်လို့လားဝန်ဆောင်မှုကိုကြိုက်လို့လားဒါမှမဟုတ်အခြားကိစ္စကြောင့်ကြိုက်လို့လားစားအားပေးဖြစ်တယ်လာပြီးအားပေးဖြစ်တယ်နောက်ပြီးတော့ဒီဆိုင်ကအပေးလာတာဘယ်လောက်ကြာပြီလို့ပေါ့နော်ကျွန်တော်ဆိုင်စဝင်ခဲ့တဲ့ဘယ်တော့ကနေစပြီးအားပေးဖြစ်တယ်အဲ့လိုမျိုးလေးကျွန်တော်ရဲ့ဒီခုဗီဒီယိုရဲ့ comment အောက်မှာကျွန်တော်မှတ်ပြီးတော့မှတ်လို့ရပါတယ်ကျွန်တော်ဒီကန်တမဲပေါင်းတဲ့လူတွေကိုကျွန်တော်3နာရီကျော်ရင်ကျွန်တော်ကန်တမဲဘယ်သူပေါက်တယ်ဆိုတော့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်ကျွန်တော်တကယ်လို့ပေါက်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုရဲ့ comment အောက်မှာမှတ်ပြီးခဲ့ပါဦးเนาะ